ဒီဆွေတို့ရဲ့မိတ်ဆွေများမင်္ဂလာပါယထုအမေကနံပြီးတော့ပြီးထားပြီးပါပြီနော်ပြီးတော့အဆွေတော်အကျိုက်ဆုံးမှုလေးကိုလည်းပြင်ဆက်ပြီးအဲ့မူလေးမှာနော်ကနံစေွက်ဒီဒီရစလုံညာငါပေါင်းရင်ငါကိုလေးပေါင်းရင်တော့ငါလုံးညက်ခတ်တဲ့စုံလုံညာ6ပေါင်းရင်6နှစ်ကိုခွန်ပေါင်းရင်ကို6ကိုညက်ခတ်တဲ့စုံ3ခွန်ပေါင်းရင်လုံညာခွန်လုံညာပေါင်းရင်ခွန်လုံညာခွန်ညက်ခတ်တဲ့စုံငါလုံညက်ခတ်တဲ့စုံကိုညက်ခတ်တဲ့စုံလုံညာခွန်ညက်ခတ်တဲ့စုံအဲ့ဒီယူရစနစ်ကြီးဆိုတော့ကြိုက်ပြီးနဲ့နော်ဒီမှာတော့ဘောင်းရင်းစို့အဲ့ဒီမှာဒီဘောင်းရင်းဒီမှာလေတစ်သေးကိုထိတ်လုံးပေါင်းလိုက်လို့ရှိရင်အပိတ်လုံးရတဲ့မူပေါ့နော်အဲ့ဒီမှာမှဆွေတော်အဓိကထားလိုက်တာကဒီ၄စုံပေါ့နှစ်ခတ်၄စုံမှာနှစ်ခတ်၄စုံမှာဒီပေါင်းရင်းဒီ3ည1 4 5 3ည1 4ပေါင်းရင်း5ဒီခွန်ပေါင်းရင်း5ရှိခွန်3ညပေါင်းရင်း5လို့သုံးပြင်ပြီးတော့အခုရောက်ပင်မှာရှိခါဝင်လာတော့နောက်ပေါင်းခွန်လို့မူတည်ပြီးတော့နော်ဆွေတော့ဒီထိန်နှလုံးပေါင်းရင်းနဲ့အလိမ်နှလုံးပေါင်းရင်းနှစ်ခတ်တစ်စုံနဲ့ဖြစ်ရမယ်နောက်ပေါင်းခွန်လေးဖြစ်ရမယ်ဆိုဒီခွန်ဖြစ်ရတဲ့ကနံထိတ်တစ်စုံအပိတ်တစ်စုံပေါင်းရင်းဟာနှစ်ခတ်ဖြစ်ရမယ်ဒီ8နဲ့နောက်ပေါင်းပေါင်းရင်းဟာ9ဖြစ်ရမယ်တနည်းအားဖြင့်နောက်ပေါင်းခွန်နဲ့နော်ကနံ10ခွက်ကိုဆိုတော့ဒါမင်းညာကြိုက်တဲ့ကြောင်းတင်ထားပြီးပါပြီဘယ်ကနန်းရွေးလို့ယူရမယ်တော့မတင်ထားဘယ်ကနန်းရွေးရမယ်မသိဘူးပေါ့3ည3 4နော်ဒီခွန်3ည2 6 1 3 9 10 4 10 9 5 2 5 6 1 6ခွန်3ညခွန်8 5 2 9 4 3 10အဲ့ဒီ10ခွက်ရကြောင်းနော်ဒီ10ခွက်ကိုကြကြောင်းဒါမင်းညာတင်ပြီးပါပြီနော်မင်းရတင်ပြီးပါဒါပေမဲ့တွေ့စုသူရဲ့နေရလားဒါမှမဟုတ်ရှင်ကြက်ကူကြက်ကြလားမသိဘူးပေါ့နော်အဲ့ဒီမှာသတိထားရတဲ့ချက်ကကျွန်တော်ရင်ဘက်ကပြောထားတဲ့15နှစ်ပြန်ကြလေးဟာဒီတစ်ပတ်မှာပြန်ပါနေတာကိုသတိထားဒီတစ်ပတ်မှာ15နှစ်ပြန်ကြလေး15နှစ်နော်ပြန်ကြဒီကနာလေးလည်းသတိထားပြီးဦးရဒါလို့ဆိုရင်လည်းနော်ခုနက10ခွက်ကိုဘုရားဖြတ်မှမသိဘူးလို့ကျွန်တော်ပြောခဲ့ပါခုဒီနေ့မနေ့ကျတော့ကံအားလျော်စွာဒီ10ခွက်ကိုကြည်ရင်ဒီ10ခွက်ကြည်ရင်ဘုရားဖြတ်မှမသိဘူးဖြစ်နေတဲ့အချိန်ခါမှာနော်ဒီခွင်းကိုရွှေစူးစိုက်ပြီးတော့ကြည်နော်စူးစိုက်ကြည့်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့က
ကံအားလျော်စွာဒီစိတ်နဲ့စိတ်တုံညာပေါင်းများဒီမှာတုံညာတိစိတ်နဲ့တက်နဲ့လက်ခတ်တစ်စုံဆိုတာတွေ့လိုက်အဲ့ဒီနဲ့ဟုတ်လို့ဟုတ်ညာဆိုတော့ကျွန်တော်ဆက်ပြီး9 6နော်အဲ့ဒီ9 6ဒီကနေ့လေဒီခွန်ရှိလို့လက်ခတ်တစ်စုံရနေတာလားဒီဝမ်းသာလိုက်တာဒီစိတ်ကခါတွေတုံညာတိလက်ခတ်တစ်စုံဒီတိကခါတွေဒီခွန်လက်ခတ်တစ်စုံလားဒီတွေ့တော့ဒီမှာတုံညာ3ဟာကိုတတိယပြင်မှာတုံညာနဲ့3နဲ့ပေါင်းရင်3ဟာ8ခွန်ဆိုတော့လက်ခတ်လာရိုက်တာကိုတွေ့ရပါလိမ့်8ခွန်လက်ခတ်လာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီရမယ်ပြင်လက်ဆွေးလို့ယုံကြည်လိုက်ပါပြီခါလုံးရပြီခွန်ဒီကစစ်ထားပြီဆိုတော့တိချင်းခါတုံတိချင်းဒီမှာခွန်တစ်ကစစ်ထားပြီးသားဆိုတော့စစ်နဲ့နက်ခတ်ကတည့်ရမယ်ဆိုတော့စစ်ပေါင်း3ဟာခါတုံယူလိုက်ပြီအဲ့တော့မဏိကယူကျွန်တော်နောက်ဆုံး10ခွဲဆွဲခဲ့တာက3ညာ3လီဒီခွန်3ညာ2လီဒီ3ကို8 4 9 5 2 5 6 6ခွန်3ညာခွန်8 5 2 9လီ3 10ခွဲထဲကနေ3ညာပြီး3လီဆိုတဲ့တခွဲကိုကျွန်တော်တို့ဒါယူတင်မယ်လို့ဒါဆွေလို့ယူဆပါတယ်ဘိတ်ခွန်ရဲ့ကြိုက်နော်ဟုတ်ပြီအဲ့တော့ဒီ10ခွက်တင်လာဆိုတော့ကျွန်တော်မူပြတစ်ခုအနေနဲ့ပြောမယ်ဆိုရင်တော့နော်3ခါနဲ့ဒီကွာ3ခါနဲ့ဒီကွာနေ3တိတူညာတွေခေါ်ပြလိုက်ပါလေ3ညာ3လီဒီ30နှစ်3ဒီ3ရှိ4 3 9 5 3 5 6 3 6ခွန်3ခွန်8 3နှစ်9 3 3ဒီအကွက်တွေလေနှစ်သက်သူများအတွက်ဒါအစင်နဲ့ဖော်ပြပေးလိုက်ပါလိဒါနောက်ဆုံးထိုင်ရလို့ပြောကြပါလို့3ညာ3လီ1 3 3ညာ2 3 1 3 3ရှိ4 3 9 5 3 5 6 3 6ခွန်3ခွန်8 3နှစ်9 3 3လို့လေမဆိုးဘူးလို့ဒါဆွေတော်ပြန်ပြီးပါလေဆွေတော်ကိုကတော့ဒီ3ညာ3လီကိုတော်တော်လေးမြင့်တက်သွားပြီ3ညာ3လီနောက်ကမွေးကနန်း15နှစ်မွေးကနန်း15နှစ်နော်ဒီနှစ်ကွက်ကိုတော့ဆွေတော်ဒါတစ်ကွက်နော်တော်တော်လေးထိုက်တယ်ထိုးမယ်လို့စိတ်ကူပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာ3ညာ3ဒီ3ညာ3လီကိုပြန်ဆက်မယ်3ညာ3လီနော်ဗမာလိုရအင်္ဂလိပ်လိုရောနေ3ညာ3လီဒီမှာရေးပါ3ညာ3လီဟုတ်ပြီအဲ့ဒီမှာပြန်စစ်ပါမယ်ရှင်နဲ့ဒီနဲ့နှစ်ခါတည်းဆို9နဲ့3နဲ့နှစ်ခါတည်းဆိုဒီနဲ့ရှင်နဲ့နှစ်ခါတည်းဆို6နဲ့9နဲ့နှစ်ခါတည်းဆို3နဲ့5 3ညာနဲ့ခွန်နဲ့နှစ်ခါတည်းဆို3နဲ့5နဲ့ဆို3ညာနဲ့ခွန်နဲ့နှစ်ခါတည်းဆိုခုဒီမှာရှိရတီရ3ထည့်ရင်ရှိရတီရနှစ်ခါတည်းဆိုပြီးပါပြီ
စိတ်ကဒုံညာလာမယ်ဒီစိတ်ကဒုံညာလာမယ်ဒီအပိတ်ကလေးလာမယ်ရှိသူလည်းနက်ခတ်တစ်စုံရသွားပါပြီအဲ့တော့နက်ခတ်လေးစုံစနစ်လေးနဲ့တွားလိုက်တဲ့အခါမှာဒုံညာဒုံလေးဆိုတဲ့ခဏလေးကိုဘရိတ်ခွန်ကလေးကိုက်နေတဲ့အတွက်ကြောင့်နော်စီဘောတော့မကိုက်ဘူးပေါ့နော်ဒီဒုံညာဒုံလေးလေးလေဒါဖိုင်နေဒီဒုံညာဒုံလေးကိုနောက်ဆုံးလက်ဆောင်ဖိုင်နေဖြစ်ဖြစ်နေဇီရိုရဲ့မိတ်ဆွေများကိုမေတ္တာလောပြီးတော့ပို့လိုက်ပါလေနော်ချိန်ဆပြီးတော့ထိုးကြပေါ့နော်ဆက်ပြီးရင်တော့ဒုံညာဒုံလေးကြနော်ဇီရိုတော့တွားယူတွားထိုးတော့မယ်နော်ဖျောက်လည်းနိုင်တဲ့လောက်လေးနဲ့